Hello, hello. Good morning, good afternoon, good evening, wherever you're watching from. Welcome to my Roslyn K and Thomas business page. အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်။ကျမရဲ့ Roslyn K and Thomas business page ကနေပြီးတော့ကျမရဲ့မိတ်ဆွေတွေကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့ကျမကလေကျမရဲ့မိတ်ဆွေတွေကိုဒီနေ့ Monday လေးလည်းဖြစ်တယ်။ဆိုတော့ကျမတို့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတချို့ပေါ့နော်မိကွန်းလေးလည်းမေးထားတဲ့မိတ်ဆွေလည်းရှိရဲဆိုတော့ကျမဒီမှာဒီနေ့ပေါ့နော်ကျမကဒီ business program package ပေါ့ကျမတို့ဒီ digital business မှာလေ့လာရတဲ့$149ပေးသွင်းရတဲ့ business program package ကိုဘာကြောင့်ပေးသွင်းပြီးလေ့လာရတာလဲဆိုတဲ့အကြောင်းအရာလေးကိုကျမတို့မိတ်ဆွေတွေကိုဒီနေ့မျှဝေပေးမှာဖြစ်တော့ကျမရဲ့ live လေးကိုကြည့်ရှုကြတဲ့မိတ်ဆွေတွေလည်းအကျိုးတစုံတရာရရှိမယ်လို့လည်းယုံကြည်ပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုရင်မနဲ့တူဘယ်သူရှိလဲမသိဘူးเนาะဒီ digital business နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေရှိရင်လည်းကျမကိုမေးလို့ရပါတယ် comment ကနေပြီးတော့လည်းကျမကိုမေးလို့ရပါတယ်လို့ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်ကျမကဒီ live လေးကိုကြည့်ရှုနေကြတဲ့မိတ်ဆွေတွေကျမကိုမသိကြသေးတဲ့မိတ်ဆွေတွေကိုကျမကပြန်ပြီးတော့နှုတ်ဆက်ချင်ပါတယ်ကျမနာမည် Roslyn ခင်မှာကျမကမိသားစုနဲ့အတူတူအမျိုးသားရဲ့တသားလေးရဲ့နဲ့အတူတူထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်ပြီးတော့ digital business ကိုလုပ်ကိုင်နေတဲ့ digital business owner တယောက်ဖြစ်ပါတယ်။အခုလက်ရှိမှာလည်း medical tourism service လေးကိုလုပ်ကိုင်နေရင်းနဲ့ဒီ digital business ကိုလည်း plan B အနေနဲ့เนาะဒီလုပ်ငန်းကိုရွေးချယ်ပြီးတော့လုပ်ကိုင်နေတဲ့ business owner တယောက်ဖြစ်ပါတယ်။လုပ်ငန်းကိုလုပ်ကိုင်ခြင်းနဲ့မိတ်ဆွေတွေကိုလည်းလက်တွဲခေါ်နေတဲ့ mentor တယောက်ဖြစ်ပါတယ်လို့ပထမဆုံးနှုတ်ဆက်ချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျမကဘာကြောင့်ပေါ့နော်ဒီလုပ်ငန်းကိုကျမရွေးချယ်ခဲ့တာလဲဆိုတော့အကြောင်းအရာလေးကိုလည်းဒီမှာကျမဒီ topic လေးကိုမပြောခင်အရင်ဆုံးပြပြချင်တယ်ကျမကအရင်တော့ဆိုလို့ရှိရင်ကျမက medical နဲ့ public health professional ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကျမကခီးသွားတဲ့ဟာတွေရှိရဲနယ်တွေကိုသွားရတယ်အဲ့လိုအချိန်မျိုးမှာကိုယ့်အတွက်ပေါ့နော်ကိုယ့်ရဲ့မိသားစုကိုထားခဲ့ရတဲ့အချိန်လေးတွေရှိရဲတသားလေးကိုထားခဲ့ရတဲ့အချိန်လေးလည်းရှိခဲ့တယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာလည်းကိုယ့်အတွက် emotional တွေဖြစ်ခဲ့ရတဲ့အချိန်လေးလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကိုတသားကိုလည်းနိကက်ထိတ်ခဲလုပ်ပေးမဲ့သူတွေလည်းရှိတယ်ဆိုတော့ကိုယ့်အတွက်နည်းနည်းဒီတက်တာတယ်ပေါ့နော်ဒါပေမဲ့အခုကျမတို့ဒီတခြားနိုင်ငံကိုရောက်လာတဲ့အချိန်မှာကြတော့ကျမအနေနဲ့ဒီ this is a changing ပေါ့နော်ဒီကျမရဲ့ life က change အကွေ့တစ်ခုကိုရောက်လာတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုအချိန်မှာကြတော့ကျမအနေနဲ့လုပ်ငန်းတွေကိုရှာတဲ့အခါကျမအရင်တော့လိုမျိုးနေသွားရတယ်အလုပ်တွေဆိုလို့ရှိရင်ကျမမလုပ်နိုင်ဘူးဒီကလေးကိုထားပြီးတော့ပေါ့နော်သွားတဲ့အလုပ်တွေဆိုရင်ကျမမရွေးချယ်ဖြစ်တော့ဘူးပေါ့နော်မရွေးချယ်ဖြစ်တော့ဘူးအဲ့ချိန်မှာဆိုရင်ကျမလည်းစဉ်းစားရတာအရင်ကြက်ခဲ့တဲ့အချိန်တွေလည်းရှိတယ်ဘယ်လိုလုပ်ငန်းတွေကကိုယ့်အတွက်အဆင်ပြေမလဲပေါ့နော် work from home လုပ်လို့ရတဲ့အလုပ်တွေလည်းအများကြီးကိုရှာဖွေခဲ့တယ်စာပိုင်းမှာလည်း work from home လုပ်တွေကိုလည်းလုပ်ခဲ့သေးတယ်ကျမဒီ NGO လုပ်ငန်းပေါ့နော်ဒါကိုကျမ work from home လုပ်တွေလည်းလုပ်ခဲ့တယ်ဒါပေမဲ့ဒီလိုလုပ်တဲ့အခါမှာလည်းကျမတို့က project တွေရရှိခဲ့တယ်เนาะ project ပြီးသွားတဲ့အခါကျတော့လည်းဒီလုပ်ငန်းအလုပ်တွေကဆက်ပြီးလုပ်လို့မရတော့ပြန်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်ကျမအနေနဲ့ဒီလုပ်ငန်းတွေကိုစဉ်းစားတဲ့အခါမှာပေါ့เนาะတော်တော်ကြီးကိုခေါင်းစားခဲ့ရတယ်တော်တော်ကြီးကိုလည်းမိသားစုအတွက်ပေါ့เนาะအကျက်တဲ့အချိန်ကြီးလည်းရှိခဲ့တာပေါ့เนาะအဲ့လိုအချိန်မျိုးမှာကျမအနေနဲ့ဒီ digital business ကိုတွေ့ခဲ့တယ်ပေါ့เนาะတွေ့တဲ့အခါကျတော့အစပိုင်းတော့ဒီလုပ်ငန်းကဘာလဲပေါ့เนาะဒီလုပ်ငန်းကဘာလဲဆိုတော့အတွေ့အကြုံလည်းကျမတို့မိတ်ဆွေလိုပဲရှိခဲ့တယ်เนาะဟုတ်ရဲ့လားဒါ scam လား online ကနေဆိုတော့မှန်ကန်ရဲ့လားပေါ့เนาะဒီလုပ်ငန်းကပြီးတော့တခြား MLM လို့စီးပွားရေးလားဒါမျိုးတွေတွေ့အများကြီးရှိတာပေါ့เนาะဒါပေမဲ့ကျမကဒီလုပ်ငန်းရဲ့ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာပေါ့เนาะဒီလို live လေးကိုပေါ့เนาะကြည့်လိုက်တဲ့အချိန်ကျတော့ဒီလုပ်ငန်းကဒီ business တွေနဲ့ပေါ့နော်ချဲ့ထွင်ပြီးလုပ်တဲ့ global business အမျိုးအစားဆိုတာလေးကိုကျွန်မသိလိုက်တယ်သိလိုက်တော့ဟုတ်ပြီဒါဆိုရင်တော့ဘာလဲဆိုတာသိဖို့ကတော့ကိုယ်လေ့လာဖို့ကအရေးကြီးဆုံးပဲဖြစ်တယ်ဆိုတာလည်းကျွန်မသိထားတယ်ဒါကြောင့်မလို့ဟုတ်ပြီငါကဒီ business တစ်ခုပေါ့နော်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုဒီသားစုကိုအချိန်အများကြီးပေးပြီးတော့အချိန်ပိုပေးနိုင်ပြီးတော့လုပ်တဲ့လုပ်ငန်းကိုငါရှာနေတာဆိုတဲ့အတွက်ကြောင့်ဒီကဘာလဲဆိုတာသိချင်တယ်တေးသေးချာလေးလေ့လာခြင်းစိတ်ဖြစ်ခဲ့တယ်ဒါကြောင့်လေဒီလုပ်ငန်းကိုရွေးချယ်ပြီးတော့လေ့လာပြီးတော့လုပ်ကင်ကြည့်ခဲ့တာဖြစ်တယ်ပေါ့နော်ပထမဆုံးတော့ကျမတို့ကဒီ register လုပ်လိုက်တာပေါ့နော်ကျမရဲ့ email နဲ့ဒီwebsite မှာပေါ့နော် register လုပ်လိုက်တဲ့အဲ့ဒီအချိန်မှာမိနစ်60 webinar လေးကိုကျမကြည့်ခဲ့တယ်ကြည့်လိုက်တဲ့အချိန်မှာကျမသိလိုက်ရတာဟာတော့ဒီလုပ်ငန်းကနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလုပ်တယ်နိုင်ငံတကာမှာလည်းဒီလုပ်ငန်းကိုလုပ်ကင်နေကြတဲ့သူတွေရှိတယ်ဆိုတော့เนาะဒီ global ပေါ့နော် global network နဲ့လုပ်ကင်နေတဲ့ business အမျိုးအစားဆိုတာကိုကျမသိလိုက်တယ်သိလိုက်တဲ့အချိန်မှာနောက်တစ်ဆင့်အနေနဲ့သူကပြောတယ်เนาะ$149ပေးသွင်းပြီးလေ့လာရမယ်ဆိုတဲ့အဆင့်ကိုပြောတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမအနေနဲ့
ဟုတ်ပြီကျမကယင်းနေရလေကျမတို့တွေဒီ training တွေလေ့လာတဲ့အခါမှာပဲဖြစ်ဖြစ်ကျမတို့တွေတော့ training site တွေသွားတဲ့ခါကျရင်ကျမတို့ပထမပိုင်းမှာ trial လေးပေးထားတယ်လीเนาะဒီ trial လေးတွေပေးထားတယ်ပြီးတဲ့ခါကျမှ trial ပြီးသွားတဲ့ခါကျရင်ကိုက fees လေးတစ်ခုပေးသွင်းပြီးတော့လေ့လာကြရတာကျမတို့က use to ဖြစ်တယ်ပေါ့နော်ဒါဟုတ်ပြီဒါဆိုရင်တော့ငါဒီလုပ်ငန်းကိုလေ့လာခြင်းနဲ့ဒီလုပ်ငန်းကဘာလဲဆိုတာသိချာသိဖို့အတွက်ငါကိုယ်တိုင်စနစ်တကျလေ့လာရမယ်ဆိုပြီးတော့ကျမကဒီလုပ်ငန်းကို$149ပေးသွင်းပြီးတော့လေ့လာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ချိန်ကျမှကျမကဒီလုပ်ငန်းကဘာလဲเนาะဘယ်လိုတိစောက်ထားတာလဲအစရှိပြီးအကုန်လုံးသိသွားပြီးတော့ဒီလုပ်ငန်းရဲ့ခိုင်မာမှုကိုသိရှိပြီးတော့ရွေးချယ်ပြီးတော့လုပ်ကိုင်ပြခဲ့တာဖြစ်ပါတယ်ဒါကတော့ကျမအနေနဲ့ဒီလုပ်ငန်းကိုဘာကြောင့်ရွေးချယ်ပြခဲ့တာလဲဆိုတော့အကြောင်းအရာလေးတွေကိုမျှဝေခြင်းဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျမကဒီလုပ်ငန်းလုပ်ခဲ့တာလုပ်ကိုင်နေတာဆိုလို့ရှိရင်ပေါ့နော်တစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်နဲ့6လကျော်လာပြီဖြစ်တယ်ဒီလုပ်ငန်းရဲ့အကျိုးမြတ်တွေကိုလည်းခံစားနေရပြီဖြစ်တယ်ဒါလေးကိုလည်းကျမရဲ့မိတ်ဆွေတွေကိုဒါအရင်ဆုံးပေါ့နော်ပြပြချင်တယ်ဟုတ်ပြီဒါဆိုရင်တော့ကျမတို့ဒီနေ့ topic ပေါ့နော်ဒီနေ့ topic ကကျမတို့ digital business ကိုပေါ့နော်လေ့လာတဲ့အခါမှာပထမဆုံးဆင့်ကတော့ webinar မှာเนาะ website မှာ webinar လေးကြည့်ရှုရတယ်ကိုယ့်ရဲ့နာမည်နဲ့ Gmail ပြည့်ပြီးတော့ register လုပ်ကြရတယ်ပြီးရင်ဒုတိယဆင့်မှာ$149ဆိုတဲ့ program fees ကိုဘာကြောင့်ပေးသွင်းရတာလဲဆိုတဲ့အကြောင်းလေးကိုပြပြချင်တယ်ကျမတို့တွေကเนาะဒီ$149ပေးသွင်းရတယ်ဆိုတဲ့အချက်မှာပေါ့နော်ဘာကြောင့်လဲဆိုရင်ကျမတို့တွေကလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျရင်ကျမတို့တွေကကိုယ်တိုင်လေ့လာဖို့ကလိုတယ်ကျမတို့တွေပထမပိုင်းမှာ free trial ပေးထားတယ်လူတိုင်းကတော်တော်များများကတကယ်စီးပွားရေးကိုလေ့လာခြင်းတဲ့သူတွေလားဆိုတာကမသိကြဘူးဖြစ်တယ်တချို့တွေကြတော့ online ကနေဘာလဲဆိုပြီး just curious ပေါ့နော်သိကျင်လို့เนาะဒါလေးကဘာလေးလဲဆိုတော့သိကျင်လို့ဝင်ပြီးတော့ register လုပ်တဲ့သူတွေလည်းရှိတယ်တချို့တွေကြတော့လေတကယ်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်ခြင်းနဲ့ဒီလုပ်ငန်းရဲ့ခိုင်မာမှုကိုစနစ်တကျလေ့လာခြင်းနဲ့မိတ်ဆွေတွေလည်းရှိပါတယ်ဒါကြောင့်မလို့ဒီမှာကျမတို့အနေနဲ့ generally အနေနဲ့ free လေ့လာခွင့်ပုံစံမျိုးနဲ့ပထမဆုံးမှာ website မှာเนาะလူတိုင်းကိုအခမဲ့လေ့လာခွင့်ဆိုပြီးပေးထားတာဖြစ်တယ်ပြီးတဲ့အခါကျရင်တော့ရှေ့ဆက်ပြီးတော့လုပ်ငန်းကိုကိုကစိတ်ဝင်စားတယ်ငါတော့ကိုပိုင်စီးပွားရေးတစ်ခုကိုတည်တည်ချာလေ့လာမယ်ဆိုရယ်မိတ်ဆွေတွေအတွက်ဆိုတော့$149ပေးသွင်းပြီးတော့လေ့လာရတာဖြစ်တယ်ပေါ့နော်ဒီဘိုင်းမှာကျမအနေနဲ့ပြောချင်တာကကျမတို့တွေเนาะဒါတော့မိတ်ဆွေစဉ်းစားကြည့်ပါเนาะကိုပိုင်စီးပွားရေးတစ်ခုကိုကိုကစတော့မယ်ဆိုလို့ရှိရင်ကျမတို့မိတ်ဆွေခေါင်းထဲမှာဘာတွေပေါ်လာမလဲစဉ်းစားကြည့်เนาะကိုပိုင်စီးပွားရေးတစ်ခုကိုစတော့မယ်ဆိုရင်ကျမမိတ်ဆွေစဉ်းစားရမယ့်အချက်တွေအများကြီးရှိပါတယ်เนาะကိုကဘယ်လုပ်ငန်းကိုလုပ်မှာလဲเนาะ online ကနေလုပ်မှာလား offline ကနေလုပ်မှာလားပြီးရင်ကိုကဈေးရောက်မယ်เนาะပစ္စည်းရောက်မှာလား service ရောက်မှာလားเนาะဒါတွေစဉ်းစားရတာဖြစ်တယ်ပြီးတဲ့ခါကျရင်လေကိုကအပြင်မှာ offline နေနဲ့ပေါ့เนาะစိုင်းဖွင့်ပြီးရောက်မယ်ဆိုလို့ရှိရင်လေစိုင်းနေရထိုင်ခင်းနေစဉ်းစားရတာဖြစ်တယ်เนาะစိုင်းနေရထိုင်ခင်းနေဘယ်နေရာမှာလုပ်မှာလဲเนาะပြီးတဲ့ခါကျရင်ဒီဆိုင်အတွက်တိုးတက်ဖို့အတွက်ကျမတို့တွေဒီ customer service ပေးဖို့အတွက်ဘယ်လိုမျိုးသွားမှာလဲเนาะပြီးတဲ့ခါကျရင်ဒီလိုမျိုး customer service ကောင်းအောင်ပေးနိုင်ဖို့အတွက်ဝန်ထမ်းတွေကိုခံဖို့လိုတယ်လीเนาะဝန်ထမ်းတွေကိုဘယ်လို training တွေပေးမှာလဲဒါအပြင်ကိုယ့်ရဲ့เนาะကိုယ့်ရဲ့เนาะဆိုင်ကိုယ့်ရဲ့ပေါ့เนาะဒီ service ကိုတောက်ဖို့အတွက်ကျမတို့ကြော်ညာတွေလုပ်ရတာရှိတယ်ကြော်ညာတွေဆိုလို့ရှိရင်ကျမတို့ celebrity တွေငှားမှာလားเนาะဘယ်လိုမျိုးလုပ်မှာလဲစရှိသဖြင့်ကျမတို့စဉ်းစားရတဲ့ပိုင်းတွေအများကြီးရှိတယ်ပြီးတဲ့အခါအရေးကြီးဆုံးကကျမတို့ကရောင်းတာပဲဖြစ်ဖြစ် service ပေးတာပဲဖြစ်ဖြစ်ဘယ်ဟာကိုလုပ်မှာလဲဆိုတဲ့ဟာကိုစဉ်းစားတာဖြစ်တယ်ဘယ် company နဲ့လက်တွဲမှာလဲเนาะကိုယ့်ရဲ့ partner လုပ်မယ်company ရောဘယ်လိုမျိုးဘယ်လောက်တောင်ခိုင်မာမှုရှိတဲ့เนาะ company နဲ့လက်တွဲမှာလဲအစရှိသဖြင့်ကျမတို့အများကြီးစဉ်းစားရတာဖြစ်တယ်ပေါ့เนาะဒီလိုမျိုးစဉ်းစားနေတဲ့အချိန်မှာကျမတို့ဘာတွေကုန်နိုင်လဲဆိုရင်အချိန်လေးကုန်မယ်ငွေတွေကုန်တာဖြစ်တယ်เนาะကျမတို့စဉ်းစားရတဲ့ဘိုင်းနဲ့ချိန်ကုန်ငွေကုန်တွေအများကြီးကြုံတွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒီ digital business မှာကြတော့ကျမတို့က online ကနေလုပ်တာ online ကနေကျမတို့လုပ်ရတာဖြစ်တယ် internet ရှိရဲ့ဘယ်နေရာဘယ်နိုင်ငံကမှဆိုလုပ်ကိုင်နိုင်တာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့တွေဒီလုပ်ငန်းကိုလုပ်ကိုင်ဖို့အတွက်ပေါ့နော်ဒီ business တစ်ခုကိုလေ့လာဖို့အတွက်ကကျမတို့ကဒီ$149ပေးသွင်းပြီးတော့လေ့လာလိုက်ရုံနဲ့ကျမတို့မှာ plug and play system လို့ခေါ်တယ်ဒီ system နဲ့ချိတ်ဆက်ထားတဲ့ business program တစ်ခုလုံးကိုကျမတို့မိတ်ဆွေကလေ့လာခွင့်ရမှာဖြစ်တယ်ဒါကအရန်ကောင်းတယ်အချိန်ကုန်လဲတက်တာတယ်ငွေကုန်လဲတက်တာစီတဲ့ပေါ့နော်လေ့လာတင်နေပေါ့နော် business အမျိုးအစားဖြစ်ပါတယ်လို့ကျွန်မပြောချင်တယ်ဒီ$149ကိုပေးသမီးလေးလာလိုက်ခြင်းအပြင်ကျမတို့မိတ်ဆွေအနေနဲ့ပေါ့နော်ခုနပြောသလိုအများကြီးစဉ်းစားတဲ့အပိုင်းတွေအကုန်လုံးကိုဒီမှာတစ်ခါလေးစဉ်းစားပြီးသားကျမတို့မှာ structure business structure တစ်ခုလုံးကိုပြည့်ပြည့်စုံစွာ structure လေးတည်ဆောက်ထားတဲ့ business program တစ်ခုကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်ဒီလေ့လာခွင့်ကလည်း$149ဒီရက်30အတွင်းမှာ money background ကြီးရှိရဲဆိုတော့ကိုယ့်အတွက်ပေါ့နော်ဘာမှเนาะဆုံးရှုံးစရာမရှိဘဲနဲ့ဒီ business တစ်ခုကိုလေ့လာခွင့်ရသွားမှာဖြစ်တယ်ဒါကလည်းအရင်ကောက်ပါတယ်ဒီလုပ်ငန်းက
ဒီလေ့လာမယ်ဆိုလို့ရှိရင်ပေါ့နော် business program ကိုလေ့လာသင်ပါတယ်လို့ဒါပြောချင်တယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျမတို့ business program ကိုလေ့လာလိုက်ရင်ဘာတွေမြန်သိရမှာလဲဆိုပြီးကျမတို့မိတ်ဆွေကမေးစရာလည်းရှိရပေါ့နော်ဘာတွေသိရမှာလဲဆိုလို့ရှိရင်တော့ကျမတို့ကဒီ$149ကိုပေးသွင်းလိုက်တာနဲ့ business program ကိုလေ့လာဖို့အတွက်ကျမတို့မိတ်ဆွေတွေအတွက်တီးတန့်ပေါ့နော်တီးတန့်နော် link နဲ့တီးတန့် passport နဲ့တီးတန့်ကိုယ့်ရဲ့ private ကို only ပဲလေ့လာလို့ရတဲ့ business link ကိုရရှိမှာဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့မိတ်ဆွေကတတိချာချာနဲ့ business program နဲ့ပတ်သက်တဲ့ full package ကိုဗီဒီယိုလေးတွေကိုအချိန်ပေးပြီးတော့စနစ်တကျကြည့်ရမှာဖြစ်တယ်ညီမတို့လေ့လာခြင်းနဲ့မိတ်ဆွေဆိုလို့ရှိရင်ညီမတို့ဗီဒီယိုလေးကျမတို့မှာရှိတာဖြစ်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဘာတွေလေ့လာခွင့်ရမှာလဲပေါ့နော်ဒီထဲမှာဘာတွေပါမှာလဲဒီ$149ပေးသွင်းလိုက်တာနဲ့ကျမတို့မိတ်ဆွေကအဓိကအနေနဲ့ဆိုလို့ရှိရင်တော့ business ရဲ့ structure ကျမတို့အဓိကအနေနဲ့ကျမတို့ကလုပ်ငန်းကိုဘယ်လို run နေတာလဲเนาะလုပ်ငန်းက business structure ကဘယ်လိုတည်ဆောက်ထားလို့ဒီလောက်တောင်မှခိုင်ခိုင်မာမာနဲ့ရှိနေတာလဲเนาะဘယ်လိုမျိုး system တွေကအလုပ်လုပ်ပေးတာလဲเนาะဒါအပြင်ကျမတို့လက်တွဲတဲ့ company ကရောဘယ်လောက်တောင်ခိုင်မာမှုရှိတာလဲเนาะအခုမှပေါ်လာလားเนาะဘယ်လိုမျိုးလဲဘယ်လောက်တောင်ခိုင်မာမှုရှိတယ်လဲဒါတွေကိုကျမတို့မိတ်ဆွေကလေ့လာနိုင်မှာဖြစ်တယ်နောက်တစ်ချက်အကုန်လုံးစိတ်ဝင်စားကြမယ် commission လို့ခေါ်တဲ့ကျမတို့ရဲ့အကျိုးအမြတ်ပေါ့နော်ဘယ်လုပ်ငန်းမဆိုဘယ်လုပ်ငန်းမဆိုဘယ် business မျိုးမဆိုကျမတို့ကအကျိုးအမြတ်ကအရေးကြီးဆုံးပဲဖြစ်တယ်နော်ကျမတို့ကအကျိုးအမြတ်ရှိမှသာစီးပွားရေးဆိုတာလုပ်လို့ကောင်းတာလीနော်ဒါကြောင့်မလို့ကျမတို့ကဘယ်လိုမျိုးအကျိုးအမြတ်ရရှိနိုင်တာလဲเนาะဒါတွေကိုလည်းကျမတို့တွေလေ့လာခွင့်ရမှာဖြစ်တယ်$149ပေးသွင်းထားတဲ့မိတ်ဆွေကလေ့လာခွင့်ရမှာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့အခုဆိုရင်နိုင်ငံတကာမှာလုပ်ငန်းရှင်တွေเนาะအပတ်တိုင်းနဲ့တိုးပွားနေတဲ့အခုဆိုလို့ရှိရင်2သိန်းပေါ့เนาะ2သိန်း9000လောက်ရှိလာပြီတဖြည်းဖြည်းနဲ့များလာပြီဖြစ်တယ်เนาะအပတ်တိုင်းမှာပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်လည်း300ကျော်เนาะဒီလိုမျိုးတိုးပွားလာတဲ့เนาะ global community လို့ခေါ်တဲ့ကျမတို့နိုင်ငံတကာလုပ်ငန်းရှင်တွေအကုန်လုံးနဲ့ထိတွေ့ခွင့်ရတဲ့ကျမတို့ community တစ်ခုတည်းကိုလည်းထိတွေ့ခွင့်ပေးမှာဖြစ်တယ်ပြောလိုက်ရင်တော့ဒါက group တစ်ခုလို့ပဲကျမတို့မိတ်ဆွေထင်ကောင်းထင်မယ်ဒါပေမဲ့မဟုတ်ဘူးเนาะကျမတို့တွေကဒီလိုမျိုး community ကိုကျမတို့တွေသူတို့တွေရှိရလမ်းလောက်ရမှာဖြစ်တယ်။အားကြောင့်လဲဆိုတော့ကျမတို့တွေကဘယ်စီးပွားရေးမဆိုကျမတို့အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေရှိရနေကျမတို့ကလေ့လာနေကြတာဖြစ်တယ်เนาะဒါကြောင့်မလို့ကိုကဒီလိုမျိုးကိုရဲ့ပန်းနိုင်တူတဲ့ရှောက်နှန်းနေတဲ့ business ချင်းတူတဲ့လူတွေရဲ့အောင်မြင်မှုတွေကိုကျမတို့ကလေ့လာခြင်းအပြင်ကျမတို့တွေရဲ့ business ကို grow ဖြစ်ဖို့အတွက်ကျမတို့ကအမြဲတမ်းအထောက်အကူပြုတယ် motivation လည်းဖြစ်တယ် inspiration လည်းဖြစ်တာပေါ့နော်ဒါကြောင့်မလို့ဒီရဲ့ business group ကိုလည်းကျမတို့မိတ်ဆွေက$149ပေးသွင်းလိုက်တာနဲ့ထိတွေ့ခွင့်ရမှာဖြစ်တယ်ဆိုတော့ဒါကအရန်ကောင်းတဲ့ opportunity တစ်ခုလို့လည်းပြောချင်ပါတယ်နော်နောက်တစ်ချက်အနေနဲ့ဟုတ်ပြီကျမတို့မိတ်ဆွေကဒီ$149ပေးသွင်းလိုက်လို့ information တွေအကုန်သိသွားပြီဆိုလို့ရှိရင်ကျမတို့ကနောက်တစ်ဆင့်အနေနဲ့ကျမတို့ coach တွေ mentor တွေရှိရတယ်เนาะ business coach တွေနဲ့ကျမတို့ကဒီ set up လုပ်ပြီးတော့ coaching ကိုခေါ်လိုက်ပြီဆိုတာနဲ့ကျမတို့မိတ်ဆွေပထမဆုံးအနေနဲ့ကျမတို့ရရှိမှာကတော့ training site ရဲ့ကျမတို့လုပ်ငန်းရှင်တွေအများဆုံးအသုံးပြုကြတဲ့လုပ်ငန်းရှင်တွေရဲ့အရန်ကိုလို့လည်းပြောလို့ရတယ်ကျမတို့ business ရဲ့လေအရန်ဘယ်လိုပြောမလဲလုပ်ငန်းရှင်တွေကိုမွေးထုတ်ပေးတဲ့ training site ကြီးတစ်ခုရှိเนาะအဲ့ဒီ training site ကြီးကပထမဆုံးနဲ့အခြေခံကြဆုံးအချက်တွေဖြစ်တဲ့ကျမတို့ရဲ့ business owner တယောက်မှာဘယ်လိုထားရှိရမလဲစိတ်ဓာတ်ကအစ mindset ကအစအခြေခံကြနဲ့စပြီးတော့ကျမတို့မိတ်ဆွေလေ့လာခွင့်ရမှာဖြစ်တယ်ဒါကပထမဆုံး coaching call လို့ခေါ်တဲ့ coach နဲ့စကားပြောပြီးရင်ပေါ့နော်ဟုတ်ကဲ့ပါပြီးတဲ့ခါကျရင်တော့ကျမတို့ကဒီ$149ရဲ့အဖက်တွေကိုဒီမှာဆက်ပြီးတော့ပြောပြမယ်အခုတော့အမနှုတ်ဆက်နေတယ်မဝင်းချယ်ရီရဲ့အမရေမင်္ဂလာပါအမကြီးရေအခုလို့ live လေးကိုညီမရဲ့ live လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမရေမင်္ဂလာပါဟုတ်ကဲ့ပါမနန်းမွန်လေးရှိရတဲ့မင်္ဂလာပါနော်အမရေဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမဆက်ပြီးတော့သွားမယ်ပေါ့နော်ဒီ$149ကိုကျမတို့ပေးသွင်းထားတဲ့မိတ်ဆွေတွေပေးသွင်းထားတဲ့ business owner တွေရဲ့ဆက်လက်ပြီးရရှိနိုင်တဲ့အကျိုးခံစားခွင့်တွေကလည်းအများကြီးဖြစ်ပါတယ်เนาะဆက်ပြီးပြောရမယ်ဆိုရင်တော့ကျမတို့တွေက business တွေမှာကျမအခုနောက်ပိုင်းကို own business တွေเนาะလုပ်ကြတဲ့အခါကျရင်ကျမတို့ဒီမှာ save fund နဲ့ဆိုတဲ့ပိုင်းတွေကလည်းအဓိကကြတယ်ကျမရင်တော့ကဒီအလုပ်ပေါ့เนาะကျမရင်တော့လုပ်ခဲ့တဲ့ NGO လုပ်မှာဆိုလို့ရှိရင်ကျမတို့ဒီ website တွေပေါ့เนาะ website server တွေနဲ့ရေးရတဲ့ဒီ company နဲ့ကျမတို့စကားပြောဘူးတယ်ပြီးတော့လည်း website တွေလည်းလုပ်ဘူးတယ်ပေါ့နော်အဲ့လိုထောင်တဲ့ခါကျတော့ကျမတို့မှာ regular server ကြီးတွေရှိရဲဒါပေမဲ့ program တစ်ခုဆွဲရတဲ့အချိန်မှာအများကြီးကုန်ကြတာဖြစ်တယ်เนาะကျမတို့သိန်းဆိုပြီး300ကျော်လောက်ကျမအဲ့ဘာတော့သေးလေးကိုဆွဲတာတော့မှ300ကျော်လောက်ရှိရဲပေါ့နော်အဲ့လိုမျိုးကုန်ကြစိတ်တွေအများကြီးရှိသလို maintenance fees တွေရှိရဲပြီးတော့ဒီserver ကြီးတွေကိုလည်းလစဉ်ကြီးနှစ်စဉ်ကြီးတွေပေးပြီးတော့မှကျမတို့တွေက server maintenance တွေဒါအကုန်လုံးအများကြီးကုန်ကြစိတ်တွေအများကြီးဖြစ်ရှိတယ်ပေါ့နော်ဒီ
တရားလေးဆက်ကိုပေးသွင်းထားပြီးတော့လုပ်ငန်းရှင်တယောက်ဖြစ်ခဲ့ပြီเนาะလုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီကျမတို့เนาะ save fund လို့ခေါ်တဲ့เนาะကျမတို့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ information တွေကိုကျမတို့ system နဲ့ချိတ်ဆက်ထားတဲ့เนาะကိုယ့်အတွက် customer တွေကို link လုပ်ထားတဲ့ save fund တွေကြီးပေါ့เนาะ fund တွေတစ်ခုလုံးကိုကျမတို့ကအသုံးပြုခွင့်ရမှာဖြစ်တယ်ဆိုတော့အရန်ကောင်းပါတယ်เนาะကျမတို့ဘာမှထပ်ပြီးတော့လာစင်ကြီးထပ်ပေးစရာမလိုဘူး server maintenance ပို့တွေပေးစရာမလိုဘူး server update လုပ်ဖို့အတွက်ကျမတို့ထပ်ပြီးတော့ additional ရေးခိုင်းစရာကြီးလည်းမလိုဘူးပေါ့เนาะဘာကြောင့်လဲဆိုတော့ကျမတို့ကဒါတွေကဒီတသက်တာပေါ့နော်$149ပေးသွင်းလိုက်တာနဲ့ကျမတို့တသက်တာအသုံးပြုခွင့်ဆိုတာရသွားတာဖြစ်တယ်ဒါကလည်းအရင် value ဖြစ်ပါတယ်အရင်နဲ့တန်ဖိုးကရှိတယ်ပေါ့နော်ဒါကိုလည်းဒီကျမတို့လုပ်ငန်းရှင်တွေအကုန်လုံးကရရှိကြတာဖြစ်တယ်ဒါကြောင့်မို့ကျမဆိုရင်ဒီ system ကိုရန်ကျေးဇူးတင်တယ် system နဲ့ save fund နဲ့ချိတ်ဆက်ထားတဲ့ value ကကျမတို့အများကြီးကျေးဇူးရှိတယ်ပေါ့နော်ဒါကလည်းကျမတို့ business owner တွေတိုင်းရရှိကြတယ်တူညီရဲ့ပေါ့နော် system တစ်ခုဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ကျမတို့149ရဲ့value ဖြစ်တဲ့ဟာလေးကိုပြောပြတာပါဒါကြောင့်မလို့ကျမမိတ်ဆွေစဉ်းစားကြည့်ပါကိုကလုပ်ငန်းတစ်ခုကိုစတင်တယ် business တစ်ခုကိုကိုပိုင်စီးပွားရေးတစ်ခုကိုစတင်တယ်ကိုကိုယ်တိုင်လဲเนาะအပြင်မှာဆိုင်ဖွင့်ပြီးတော့မလုပ်နိုင်ဘူးကိုကပြင်ပန်းတယ်ကိုအနေနဲ့ပေါ့เนาะပုံမှန်လဲအလုပ်တွေရှိတယ်เนาะအချိန်လေးနည်းနည်းပဲပေးချင်တယ်ဒါပေမဲ့ကိုပိုင်စီးပွားရေးတစ်ခုလဲစတင်တယ်နောက်ပိုင်းအတွက်ကျမတို့က income stream ဆိုတာတစ်ခုလေးတိစောက်ထားလို့မရဘူးเนาะ income stream ဆိုတာအခုချိန်မှာဆိုလို့ရှိရင်ဒါကုန်ကြစိတ်တွေအစုံအများကြီးရှိတယ်เนาะဒီလိုဆိုတဲ့အတွက်ကြောင့်ကျမတို့က income stream တစ်ခုထဲမှာရက်တည်နေမယ်ဆိုလို့ရှိရင်တစ်ခုခုသာဒီ main income stream လို့ခေါ်ရဲကျမတို့plan လုပ်ငန်းပဲဖြစ်ဖြစ်95 day ပဲဖြစ်ဖြစ်ဒီတစ်ခုခုရနာလိုက်တဲ့အချိန်ကျရင်ကိုကနော်ကို့အတွက်အမြဲတမ်းဘေးနားမှာစိုက်ခန့်စေလို့ခေါ်တဲ့ income stream ဝင်ငွေလမ်းကြောင်းတစ်ခုအပိုရှိနေခြင်းကအများကြီးထောက်ကူပြုတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျမတို့မိတ်ဆွေအနေနဲ့ပေါ့နော်ကိုက income stream တစ်ခုကိုတိစောက်ထားခြင်းနဲ့ခိုင်ခံမာနဲ့တိစောက်ထားခြင်းနဲ့အခုတည်းကပေါ့နော်ကိုရဲ့မိသားစုအတွက်ကိုရဲ့ future plan အတွက်နော်ကိုရဲ့သားမိမိတွေအတွက်ပေါ့နော်ဒီလိုမျိုးကြိုတင်စဉ်းစားထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီ digital business ကအချိန်ကုန်သက်သာတဲ့ငွေကုန်သက်သာပြီးတော့စီးပွားရေးတစ်ခုကိုစတင်နိုင်တဲ့အခွင့်အလမ်းဖြစ်တယ်ဆိုတော့ကျမတို့မိတ်ဆွေလေးလာကြည့်ပါလို့ပြောချင်ပါတယ်တော်တော်များများကလေကျမတို့လေးလာကြတယ်ဆိုတဲ့နေရာမှာအပေါ်ယံလေးပဲလေးလာကြတာများတယ်ပေါ့နော်ဒါပေမဲ့တကယ်ထိထဲဝင်လေးလာကြတဲ့သူတွေလည်းရှိပါတယ်เนาะအခုလေးလာကြလို့လဲပေါ့နော်အခုဆိုလို့ရှိရင်လုပ်ငန်းရှင်တွေကအသက်တိုင်းတိုးပွားနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာကျမပြောချင်တာကကိုကလေးလာတယ်ဆိုတဲ့နေရာမှာမှန်မှန်ကန်ကန်ထိရောက်လေးလာဖို့လိုတယ်ဒီနေ့ဆိုရင်ကျမတို့တွေအချိန်နဲ့အရန်ကုန်တာဖြစ်တယ်ဒီ$149ပေးသွင်းလိုက်လို့လေကျမတို့မိတ်ဆွေကဒီ$149ကဆုံးသွားမှာမဟုတ်ဘူးရက်30အတွင်းမှာကိုကတိတိကျကျလေးလာခွင့်ဆိုရဲကိုယ့်အတွက်အကျိုးတစုံတရာရရှိမှာဖြစ်တယ်လေးလာဖို့အတွက်တော့ business program တစ်ခုကိုလေးလာခွင့်ဆိုတာရရှိသွားတာဖြစ်တယ် business program ကိုလေးလာပြီးတဲ့ခါကျရင်ကိုကဒီ business ကိုကြိုက်တယ်ဆိုလို့ရှိရင်ကိုက business owner ဖြစ်ဆက်လက်လုပ်ပြီးတော့ဆက်သွားရုံပဲဖြစ်တယ်ကိုကမကြိုက်သေးဘူးငါတော့မကြိုက်သေးဘူးဆိုလို့ရှိရင်လည်းဒီက money back guarantee ရှိတယ်ဆိုတဲ့အတွက်ကြောင့်ဒီ$149ကကိုယ့်အတွက်ဘာမှအရှုံးမရှိပါဘူးကိုယ့်အတွက်အမြတ်ကြီးပဲဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုလည်းပြောချင်ပါတယ်ဒါကြောင့်မလို့ကျမမိတ်ဆွေတွေအချိန်နှောင့်နှေးမနေနဲ့ပေါ့နော်ကိုကစဉ်းစားတယ် business ကိုလုပ်ရင်ကောင်းမလားလေးလိုက်ကောင်းမလား$149ကဆုံးသွားမလားအစရှိသဖြင့်တွေးရှိနေတယ်ဆိုရင်တော့ဒီမှာပဲကိုကဆုံးဖြတ်လိုက်ပါလို့ပြောချင်တယ်ဒီလုပ်ငန်းကငါနဲ့ကြိုက်သလားငါလေးလာမလားမလေးလာဘူးလားเนาะလေးလာမယ်ဆိုလို့ရှိရင်တော့$149ပေးသွင်းပြီးစနစ်တကျလေးလာကြည့်ပါလေးလာပြီးရင်လည်းကိုကတည်တည်ချာချာလေးလာပြီးတော့မှကိုယ်ဆုံးဖြတ်လို့ရပါတယ်ဒါလုံးဝကျမတို့ pressure လည်းမရှိပါဘူးကိုယ့်ရဲ့ business ဆိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ decision ကဒါအရေးအကြီးဆုံးနဲ့မှန်ကန်ဆုံးပဲပေါ့เนาะဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကြောင့်မလို့တိတ်ပြီးတော့အများကြီးမစင်စားပါနဲ့ကျမဆိုလို့ရှိရင်လည်းလုပ်ငန်းကိုစပြီးတော့လုပ်ကင်တဲ့အချိန်တော့ပေါ့เนาะအများကြီးစဉ်းစားခဲ့တာမဟုတ်ဘူးကိုယ်တိုင်ပဲလေးလာပြီးကိုယ်တိုင်ပဲဆုံးဖြတ်ပြီးလုပ်ကင်ခဲ့တာဖြစ်ပါတယ်လို့ဒါကတော့ကျမရဲ့မိတ်ဆွေတွေကိုဒီနေ့$149နဲ့ပတ်သက်ပြီးတော့ပေးသွင်းဘာကြောင့်ပေးသွင်းသင့်တာလဲနဲ့ဒီ$149ပေးသွင်းလိုက်လို့ဘာတွေအများရရှိသွားလဲကိုရရှိနိုင်တဲ့အကျိုးမြတ်လေးတွေကိုလာရောက်မျှဝေခြင်းဖြစ်ပါတယ်ဒီနေ့ live လေးကနေပြီးတော့လေကျမရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရရှိမယ်လို့လည်းယူဆပါတယ်ကိုပိုင်စီးပွားရေးတစ်ခုကိုစထားခြင်းနဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီခွင့်လန်းကိုလက်လို့မခံပါနဲ့လို့ပြောချင်ပါတယ်ကျမဒီမှာ description လေးတွေရေးပေးပါတယ်ပထမဆုံးကတော့ကျမရဲ့ website ဖြစ်တဲ့ www.roselinkin.com မှာပထမဆုံး register လုပ်ရမှာဖြစ်တယ် register လုပ်ပြီးရင်အောက်မှာဒုတိယအဆင့်ဆိုပြီးကျမ link လေးချပေးထားပါတယ်အဲ့ဒီ link လေးကတော့$149ပေးသွင်းပြီးတော့ program registration fees ပေးသွင်းပြီးတော့ program ကိုလေ့လာဖို့အတွက် link လေးတစ်ခုဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျမမိတ်ဆွေတွေခိုင်ခိုင်မာမာနဲ့ business တစ်ခုကိုစနစ်တကျလေ့လာဖို့အတွက်နားလေသဘောပေါက်မယ်လို့လည်းယူဆပါတယ်ဒါကြောင့်မလို့ကျမတို့မိတ်ဆွေလုပ်ငန်းကိုเนาะအဆင်ပြေစွာလေ့လာနိုင်ဖို့အတွက်လည်းကျမကလည်းအမြဲတမ်းမန်တာတစ်ယောက်အနေနဲ့ရှိနေပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျမရဲ့ live လေးကိုအဆုံးသတ်လိုက်ပါမယ် live လေးကိုကြည့်ရှုကြတဲ့မိတ်ဆွေတွေကနောက်မှပြန်ကြည့်ကြမယ့်မိတ်ဆွေတွေလည်းကျေးဇူးအများကြီးတင်ပါတယ်
ဟုတ်ကဲ့ပါအမကြီးကျေးဇူးတင်ပါတယ်အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်မဝင်ချယ်ရီအမကြီးဟုတ်ကဲ့ပါဒါဆိုရင်နောက်မှပြန်တွေ့ကြပါမယ်ဘေးကနေရှိရင်လည်းမြင်မြင်လို့ရပါတယ်နော် message ညာပဲဖြစ်ဖြစ် WhatsApp ကပဲဖြစ်ဖြစ် comment မှာပဲဖြစ်ဖြစ်ရေးပေးခဲ့လို့ရပါတယ်အားလုံးပဲ see you in site ပါဘိုင်ဘိုင်ပါ